မင်္ဂလာပါကျွန်တော်တို့အခြေခံ Excel သင်တန်းကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ Module 1ရဲ့ Lesson 3ကိုသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်ဒီ lesson မှာတော့ကျွန်တော်အနေနဲ့ဒီ Excel မှာထည့်လို့ရတဲ့ data type တွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီ Excel ရဲ့ဒီ cell တွေမှာကျွန်တော်တို့အနေနဲ့ဒီ cell တစ်ခုချင်းစီမှာပေါ့နော် data တွေထည့်လို့ရပါတယ်အကြမ်းဖျင်းထည့်လို့ရတဲ့ data တွေကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော် test ဖြစ်တယ် test ဆိုတာဒီစာသားတွေပေါ့နော်ပြီးသွားရင် number တွေဖြစ်တယ် number လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ number တွေဖြစ်နိုင်တယ်ရက်တွေဖြစ်နိုင်တယ်အချိန်နာရီတွေဖြစ်နိုင်တယ်နောက်ထပ်ထည့်လို့ရတဲ့ data type တစ်ခုကတော့ boolean လို့ခေါ်တယ် true or false data တွေဖြစ်ပါတယ်နောက် error ကတော့ကျွန်တော်အနေနဲ့ထည့်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ calculation လုပ်တဲ့အခါမှာ input မှာတဲ့အခါမှာဒီ Excel ကနေပြီးတော့ပြတယ် error ဖြစ်ပါတယ်ခင်ဗျဒီ data တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဒါကတော့သူ့ရဲ့ပုံမှန်ကိုအနေနဲ့ဒီပုံစံကိုမပြင်ထားဘူးဆိုလို့ရှိရင်ပေါ့နော်ပေါ်မဲ့ data တွေပါပေါ်မဲ့ပုံစံတွေပါပေါ့နော်ကျွန်တော်တို့စာသားကိုရိုက်ထည့်မယ်ဆိုလို့ရှိရင်ဒီ Excel dashboard ကနေပြီးတော့အမြဲတမ်းဘယ်ဘက်ကို align လုပ်လို့ရှိပါတယ်ကျွန်တော် number တွေဆိုရင်တော့ညာဘက်ကို align လုပ်လို့ရှိပါတယ်ကျွန်တော်ဒီ true false value တွေ error value တွေဆိုရင်တော့ center ကို align လုပ်လို့ရှိပါတယ်အဲဒါကြောင့်ကျွန်တော်တို့ရှာ site ကြောင့်ကျွန်တော် test လို့ပြောတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ sentence ကိုပဲ test ဖြစ်ပါတယ်ဥပမာ my name is Aka ဆိုလို့ရှိရင် test ဖြစ်တဲ့အတွက်ကြောင့်ဘယ်ဘက်ကို align လုပ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ telephone ဆိုပြီးတော့စကားလုံးရိုက်မယ်ဆိုလို့ရှိရင်လည်း test ဖြစ်တဲ့အတွက်ဘယ်ဘက်ကို align လုပ်တယ် A လို့ရိုက်မယ်ဆိုလို့ရှိရင်လည်း test ဖြစ်တဲ့အတွက်ဘယ်ဘက်ကို align လုပ်တယ်အဲဆိုလို့ရှိရင်ကျွန်တော် number တွေကြည့်ကြည့်အောင်ကျွန်တော်အနေနဲ့ဥပမာ56ဆိုပြီးတော့ number ကိုရိုက်လိုက်မယ်ဆိုလို့ရှိရင် number ဖြစ်တဲ့အတွက်ကြောင့်ညာဘက်ကို align လုပ်ဒီ number လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ဒီလုံးဝနံပါတ်အပြည့်မှာမဟုတ်ဘူးနော်တသမတွေထည့်လို့ရ56တသမခွန်ဆိုလို့ရှိရင်လည်းနံပါတ်ဖြစ်တဲ့အောင်ညာဘက်ကို line လုပ်တယ်ဒါပေမဲ့တကယ်လို့ကျွန်တော်တို့ typo error ဖြစ် typing error ဖြစ်သွားကြရင်ဥပမာကျွန်တော်56တသမရေးတာတသမနှလုံးပို့သွားအဲဆိုလို့ရှိရင် Excel ကဒါကိုနံပါတ်လို့မသိရတဲ့အတွက်ကြောင့် test ဆိုပြီးတော့ယူဆလိုက်တယ်ပေါ့နော်အဲကြောင့်ဘယ်ဘက်ကို align လုပ်တာကျွန်တော်တို့ဒီ align ကိုသိနေခြင်းအပြင်ကိုယ့်အနေနဲ့ data ကို input မှာလုပ်မိရမှမလုပ်မိဘူးကိုခံမှန်းလို့ရတယ်ပေါ့နော်အဲဒီလိုပဲအချိန်ရေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့8နာရီမနက်8နာရီပေါ့နော်အဲဆို 8am လို့ရိုက်လိုက်မယ်ဆိုလို့ရှိရင် 8am ကိုနံပါတ်လို့ယူဆပြီး Excel က auto convert လုပ်ပေးပါတယ်ပေါ့နော်ဒါပေမဲ့ Excel က8ပြောလို့ရှိရင် space ရေးခတ်ပြီးတော့ am ရေးမှသိတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီမျိုးရေးလိုက်မယ်ဆိုလို့ရှိရင် Excel ကမနက်8နာရီဆိုတာမသိတဲ့အတွက်ကြောင့် test အနေနဲ့ပဲယူထားပေးရက်တွေမှာဆိုလို့ရှိရင်လည်းအဲ့တော့20ရက် January 2025လို့ရိုက်လိုက်မယ်ဆိုလို့ရှိရင် Excel ကနေပြီးတော့ရက်အနေနဲ့ယူပေးသွားပါခင်ဗျအဲဒီတော့ကျတော့ဒါကတော့ဒီ Excel ရဲ့ data type တွေဖြစ်ပါတယ်ကျွန်တော် data type တွေပြောပြီးတဲ့အခါမှာနောက်ထပ်ဆက်ပြီးပြောကြားချင်တာတော့ဒီ Excel မှာ Excel က smart ဖြစ်တယ်ပေါ့နော်အဲတော့ကျတော့ကျွန်တော်တို့အနေနဲ့ data တွေရေးတဲ့အခါမှာတချို့ data တွေကိုကျွန်တော်အနေနဲ့ကိုယ်တိုင်ရိုက်နေကြမလို့ Excel ရဲ့ auto fill function ကိုသုံးလို့ရတယ်ဥပမာကျွန်တော်တို့အနေနဲ့တစ်ပြောရလို့ရှိရင်ကျွန်တော်တစ်ကနေပြီးတော့73ထိသွားချင်ထားပါတော့နော်အစမ်းရေးချက်ကျွန်တော်တို့1နဲ့3 4ဆိုပြီးရိုက်နေမယ်ဆိုလို့ရှိရင်အချိန်ကြာအချိန်ကြာတော့ကျတော့ကျွန်တော်ရိုက်ချင်တယ်73ထိသွားချင်တယ်ဆိုလို့ရှိရင်1ရိုက်မယ်2ရိုက်မယ်ပြောရလို့ရှိရင်ဒီ cell လေးနှစ်ခုကို select လုပ်ပြီးတော့ဆွဲချသွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်73ထိရပါကျွန်တော်ဒီနံပါတ်ကိုကြည့်တဲ့အခါမှာလည်းဘယ်ဘက်မှာကျွန်တော်တို့ဘယ်နံပါတ်ထိရောက်နေပြီဆိုတော့သူကပြပေးပါ73ထိလောက်လိုက်မယ်ဆိုလို့ရှိရင်73ထိပေါ့ဒါပေမဲ့ကျွန်တော်တို့က Excel ကဒီလိုမျိုးလုပ်ဖို့အတွက်ကသူက pattern ကိုသိဖို့လိုရပါတော့အဲ့တော့ကျွန်တော်တစ်ကနေတစ်လုပ်ပြီးတော့ဒီဘက်ကနေပြီးတော့ check လေးကို left click လေးဖိပြီးဆွဲချသွားမယ်ဆိုလို့ရှိရင် Excel က pattern မသိတဲ့ကြောင့်တစ်ကိုပဲ copy ကူးသွားရပါတော့ဒါပေမဲ့အဲ့ခါမှာလည်းကျွန်တော်တို့အနေနဲ့ပြန်ပြင်လို့ရပါလဲဆိုလို့ရှိရင်ဒီ text လေးကို left click တစ်ချက်နှိပ်လိုက်ပြီးတော့ create series ကိုရေးလိုက်မယ်ဆိုလို့ရှိရင် Excel ကနေပြီးတော့ auto convert လုပ်ပေးသွားတယ် Excel ကနံပါတ်အစင်လိုက်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့ဥပမာ even number တွေပဲကျွန်တော်ပေးချင်တယ်ဆိုလို့ရှိရင်ဒီမှာ2ဒီမှာ4လို့ရေးလိုက်ပြီးတော့ဒီနှစ်ခုကိုကျွန်တော်တို့ကဆွဲချလိုက်မယ်ဆိုလို့ရှိရင် Excel က even number တွေကိုပဲပြပေးပါတယ်ခင်ဗျပြီးတော့ Excel အနေနဲ့ပေါ့နော်နံပါတ်တွေမကဘူးကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကိုဒီရက်တွေဆိုလို့ရှိရင်လည်းသူတို့လုပ်ပေးနိုင်တယ်ဒီမှာ Monday Tuesday ဆိုပြီးတော့ကျွန်တော်ဆွဲချလိုက်မယ်ဆိုလို့ရှိရင်ရက်တွေကို auto လုပ်ပေးသွားပါတယ်ခင်ဗျအဲ့လိုပဲကျွန်တော်တို့အချိန်နေအနေနဲ့လည်းလုပ်လို့ရနိုင်ပါတယ် 9am 10am 11am 12am 13am 14am 15am 16am 17am 18am 19am 20am 21am 22am 23am 24am 25am 26am 27am 28am 29am 30am 31am 32am 33am 34am 35am 36am 37am 38am 39am 40am 41am 42am 43am 44am 45am 46am 47am 48am 49am 50am 51am 52am 53am 54am 55am 56am 57am 58am 59am 60am 61am 62am 63am 64am 65am 66am 67am 68am 69am 70am 71am 72am 73am 74am 75am 76am 77am 78am 79am 80am 81am 82am 83am 84am 85am 86am 87am 88am 89am 90am 91am 92am 93am 94am 95am 96am 97am 98am 99am 100am 102am 103am 104am 105am 106am 107am 108am 109am 110am 111am 112am 113am 114am 115am 116am 117am 118am 119am 120am 121am 122am 123am 124am 125am 126am 127am 128am 129
ဆိုလိုက်မယ်ဆိုလို့ရှိရင် Excel ကနေပြီးတော့အချိန်တွေကိုလိုအပ်တဲ့ auto fill လုပ်ပေးပါဒါမှမဟုတ်ဘူးလတွေလည်းလုပ်လို့ရတယ်ကျွန်တော်တို့ January February ဆိုလို့ရှိရင်လည်းဒီ March April May သူက auto ဖြည့်ပေးပါauto ဖြည့်ပေးပါပါခင်ဗျဒါကတော့ Excel ရဲ့ auto fill function နဲ့ data type တွေအကြောင်းပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ဒီ module 1ကဒီ lesson 3ခုနဲ့ပြီးပါပြီခင်ဗျ